ကျွန်တော်ဒီတစ်ခေါက်သင်ခန်းစာမှာတော့เนาะ play game မှာကျွန်တော်bass เนาะဒီအခြေပေါ့เนาะ bass note တွေကိုဘယ်ဟာတီးခတ်မလဲဆိုတဲ့ဥစ္စာတွေကိုကျွန်တော်တို့အနေငယ်လေးရှင်းပြမှာဖြစ်တယ် C ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့เนาะ C note ကဒီမှာဖြစ်တယ်5ကျူးမှာတီးရမှာဖြစ်တယ် C ဆိုရင်5ကျူးမှာတီးရပြီးရင်ကျွန်တော်တို့ဒီ5ကျူးရဲ့အလွတ်ကျူးက E ကျူးဖြစ်တယ် E ကျူးဖြစ်တဲ့ကျွန်တော် A minor နဲ့တီးလို့ရပြီးကျွန်တော် E chord ပေါ့နော် E ဆိုလို့ရှိရင်ကျွန်တော်တို့တီးလို့ရနော်ဒါဆိုရင်ကျွန်တော် C တီးလို့ရမယ် A minor တီးလို့ရမယ် E chord လေးလည်းတီးလို့ရမယ်E chord bass ကပမာတီးလို့ရမယ်ဆိုတော့ကျွန်တော်5ကျူးတစ်ကျူးမှာတီးလို့ရမယ်ဒါက5ကျူးမှာတီးလို့ရတယ် note စီတွေဖြစ်တယ်နော် bass note လေးတွေဖြစ်တယ်ဒါဆိုကျွန်တော် G မှာဆိုလို့ရှိရင်ကျွန်တော်6ကျူးမှာဆိုလို့ရှိရင်ပါတီးလို့ရမယ်6ကျူးမှာဆို G တီးလို့ရမယ်ဟာ G ပြီးကျွန်တော် E minor ပေါ့နော်တီးလို့ရမယ်သူရဲ့ bass note က6ကျူးက E ဖြစ်တယ်နော်E chord E တဲ့တီးလို့ရမှာဖြစ်တယ်E ရ G ရမယ် E minor ရမယ် E chord ရမယ်ပြီးရင်ကျွန်တော်တို့D key ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ G flat minor လေးပါနော် G flat minor ဒါဆိုရင် G flat minor လို့ G flat note က6ကျူးရဲ့2ကမှဖြစ်တယ်ဒါဆိုရင်ဒီမှာဒီ bass ကိုကျွန်တော်တီးပေးအောင်ဖြစ်တယ်6ကျူးမှာဖြစ်တယ် G flat minor ဆိုလို့ရှိရင်ပြီးကျွန်တော်တို့ E flat လေးတီးလို့ရတာဖြစ်တယ် E flat 6ကျူးမှာဆိုကျွန်တော်တီးလို့ရတယ်ဒီမှာ F လေးတီးလို့ရတယ်G flat လေးတီးလို့ရတယ်ဟမ်ကျွန်တော်ဒါကတော့ကျူး notes တွေကိုကျွန်တော်အရှိမလေ့လာခဲ့ပြီးတဲ့ဒီဟာတွေကျွန်တော်တီးပြီးဆိုရင် bass ကိုကျွန်တော်အခြေခံပြီးတီးလို့ရပြီပြီး G ရမယ်ဒါလည်း G ပဲဘာခေါ်မှလေ့လာခဲ့ပြီးကျွန်တော်တို့ E flat minor ဒါတော့ E flat ရမယ်ဒါဆိုလို့ရှိရင်ကျွန်တော် E minor ပေါ့နော်E flat အသေး bass note တွေကျွန်တော်တီးလို့ရအောင်ဒါ6ကျူးပေါ်မှာရှိတယ်နော် bass note တွေကိုကျွန်တော်အခြေခံပြီးတီးရ5ကျူးထဲမှာလည်းခုန C E minor E ရမယ်ပြီးဒီမှာကျွန်တော်ဘာရှိဦးမလဲဆိုတော့ B minor လေးရမယ် B minor ဆိုလို့ရှိရင်လည်းကျွန်တော်တို့5ကျူး2ကမှတီးရမယ် B minor B minor ဆိုလို့ရှိရင်လည်းကျွန်တော်တို့5ကျူး2ကမှတီးပြန်ပြီးရင်ကျွန်တော် D flat minor เนาะ D flat minor ဒါမှမဟုတ် C sharp minor ကျွန်တော်တို့5ကျူးရဲ့4ကမှ bass note ကိုတီးပေးမှာဖြစ်တယ်နော်ဒါကတော့ကျွန်တော်တို့ဒီ chord တွေเนาะ G flat တို့ကျွန်တော် B minor တို့ D flat minor တို့ဘာမှ bass လုပ်လေ့ကျင့်ရမယ်ဆိုတာတွေကိုပြောပြတာဖြစ်တယ်ပြီးရင်ကျွန်တော်တို့4ကျူးကိုဆင်းမယ်4ကျူးဆို D ရမယ်ဒါ D open string ဖြစ်တယ်ဒါဆို D chord ရမယ်ပြီး D minor လေးရမယ်နော် D minor ဆိုလည်း D ရပဲ bass က D ပဲပြီးကျွန်တော် F နော်ဒီမှာ F ဒီမှာ F ဆိုတော့ F လေးရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့bass note D ဒီဥစ္စာမနော်အခြေခံ play game မှာကျွန်တော်တို့စုံတော့လို့ရှိပြီ C 5ကျူးမှာဆိုရင် C ရမယ် A minor ရမယ် A ရမယ် B minor ရမယ် G flat minor ရမယ်
4 ကျူးမှာဆိုရင် D minor F ကျွန်တော်တို့6ကျူးမှာဆိုရင် G E minor ရမယ် E ရမယ်ပြီးတော့ F လေးရမယ်နော်ပြီး G flat minor ရမယ် E flat minor ရမယ်အဲကျွန်တော်တို့ဆက်သွားရင် A minor B minor C minor အဲ့လိုလေးတွေကျွန်တော်တို့ထပ်ပြီးတော့မှရတာဖြစ်တယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ရမယ်လို့ညွှန်ပြပါတယ်